ဒါကတော့လွန်ခဲ့2 ပတ်ကျော်လောက်ကဒီလိုတရိတ်ဆန်ယုံကိုသွားခဲ့တဲ့ vlog လေးဖြစ်ပါတယ်။မရောက်တာနည်းနည်းကြာသွားပြီဆိုတော့ရောက်တော့လဲပျော်စရာကောင်းခဲ့ပါတယ်။အိမ်ကနေထမင်းချိုက်တွေထည့်သွားတာဆိုတော့ငယ်တော့မိသားစုနဲ့သွားတဲ့ feeling မျိုးလေးပေါ့နော်။ပြန်ရပါတယ်။ပြီးတော့တီတို့သွားတဲ့အချိန်မှာ red panda လေးလည်းရှိတော့တခါတည်းသွားကြည့်ခဲ့ပါတယ်။ဗီဒီယိုအနောက်မှာပါပါတယ်။တရိတ်ဆန်ယုံနောက်ပိုင်းသွားဖြစ်တဲ့အခောက်တွေထဲမှာဒီတစ်ခေါက်ကတော့တော်တော်ဆုံပတ်ဖြစ်ခဲ့ပါတယ်။ခြေထောက်ကိုတော်တော်ညောင်းထွက်သွားအောင်ပတ်ခဲ့ကြတာပါ။ပြီးတော့နေ့လည်သာစားပြီးတော့ကျန်တာလေးထပ်ပြီးကြည့်ကြပါသေးရဲ့။တီတို့အရန်သွားကြည့်ချင်တဲ့ red panda လေးကိုလည်းကြည့်ခဲ့ရပါတယ်။သူတို့ကတော့ aircon နဲ့မှန်လုံခန်းနဲ့ထားရတာဆိုတော့တေချာတော့ဗီဒီယိုထဲမှာမမြင်ရပါဘူး။နောက်ပြီးတော့အဲ့ဒီနေရာမှာတီတို့တီးလိုက်ရတဲ့စိတ်မကောင်းစရာတဲ့တခုကကြတော့ကြားဖြူကြီးဆုံးသွားပြီဆိုတာပါပဲ။တီတို့ကြားဖြူကြီးကြီးကိုလိုက်ရှာလုံးဝမတွေ့ရနဲ့အဲ့ရဝန်ထမ်းဦးလေးကိုမေးလိုက်တာကြားဖြူကြီးဆုံးသွားပါပြီတဲ့။ဆုံးသွားတဲ့အချိန်မှာအသက်16နှစ်လို့တော့ပြောပါတယ်။တီတို့ကတရိတ်ဆန်ယုံမရောက်တာနည်းနည်းကြာသွားတော့အဲ့ဒါကိုမသိလိုက်ဘူးဖြစ်သွားတာပေါ့နော်ပြီးတော့တီတို့ရဲ့တရိတ်ဆန်ယုံနဲ့ပတ်သက်တဲ့ငယ်ဘဝအမှတ်တရတွေကစီးမှုမို့လဲစားစရာလေးတွေတွားကြွေးခဲ့ပါတယ်တခြားတရိတ်ဆန်လေးတွေကိုလည်းတီတို့တက်နိုင်တဲ့လောက်စားစရာလေးကြွေးပြီးတော့စုံနေအောင်ပတ်ကြည့်ခဲ့ပါတယ်ပြီးတော့တီတို့လည်းအိမ်ပြန်ပါပြီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြကျေးဇူးများတင်ပါတယ်တတား